ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ Spain Wheel လေးလို့ကြားတဲ့ဟာကို Bro Food ထဲမှာလုပ်ပြသွားမှာပဲဖြစ်ပါတယ်ကဲအဲ့တော့ကျွန်တော်စလိုက်ကြမယ်ပေါ့နော်ခေစုနဲ့ island ဆိုတော့ခေစုနဲ့ island ကိုတွားခိုင်းထားတာပေါ့နော်ကဲနောက်ဗီဒီယိုမှာအဲ့ဆိုကျွန်တော်ခေစုနဲ့ island တွားပြမယ်ပေါ့ဗျာအဲ့တော့နောက်တစ်ခါလဲလိုက်ကြမယ်ဟုတ် funny ခိုင်းနေဟာโอเคအဲ့တော့ဒီမှာပြတဲ့ဟာကြီးကဘယ်လောက်ကြိုက်တာခိုင်းလို့ရတယ်ပေါ့နော်ကျွန်တော်နောက်တစ်ခုကတော့ Debbie ကိုတပ်ပြရပါမယ်โอเคပါနောက် subscriber တရားပြီးရင်ကြိုးပြီးတော့ရှိပါတယ်ဗျကဲတော့နောက်ဗီဒီယိုတစ်ပုတ်တည်းမှာပဲဒီဟာတွေကိုအကုန်လုံးကျွန်တော်စုပြီးတော့လုပ်ပြသွားပြီပဲပေါ့နော်ကျေးဇူးပေးရလူတယောက်ချင်းစီတိုင်းအောင်ကျေးဇူးအများကြီးတင်ပါတယ်ဗျနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်